အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကကျွန်တော်ခေုံတောင်တက်မလို့ပေါ့နော်ခေုံတောင်ကတော့ဘယ်နာလေးဆိုရင်တော့ကျွန်တော်တို့ဒီပပကုန်းအကျော်ဟိုဘက်ချက်မှာခေုံရှိပေါ့နော်ကျွန်တော်ဟိုဘက်ကကျွန်တော်အနောက်ကမြင်းနေတောင်ပေါ့ကျွန်တော်တက်မယ်ပေါ့နော်စိုက်ကကတော့ဒီအောက်မှာပဲအားခဲ့ပေါ့နော်ကျွန်တော်တက်နေပါပြီဒီကကြည့်တော့လှတယ်ကျူကကျွန်တော်ဒီကနေတက်မယ်ပေါ့နော်ကဲကျွန်တော်တက်နေပါပြီပေါ့နော်တူလီကလေးကျွန်တော်တို့ဒီတောင်ပေါ်စတက်ပြီဆိုတော့ဒီလိုတန်လီကားလေးကနေတော့စတက်တယ်ပေါ့နော်တန်လီကားလေးကတော့အခက်မနေတော့ချောနိုင်တော့ကျွန်တော်တတိထားပြီးတော့တန်ပေါ့နော်ကျွန်တော်တောင်ပေါ်မှာတော့တောင်တက်တဲ့လူအရန်နဲ့တော့လူတော့ရန်ရှင်းပါတယ်ဖြစ်နိုင်တယ်ဆိုရင်တော့ကျွန်တော်3-5လောက်စုပြီးတက်ကြပါတော့ဒါပေမဲ့ကျွန်တော်တော့2ယောက်တည်းတက်ပါတယ်လမ်းမှာတော့အခုလိုလှေကတဲ့လေတွေအများကြီးအကာရင်တွေတော့ရှိပါတယ်ပေါ့နော်ဟိုတောင်တက်ချင်တော့ကျွန်တော်မိနစ်20ဝန်းကျင်လောက်ပဲကြာတယ်ပေါ့နော်အပေါ်မှာတော့ဟိုကျွန်တော်မြင်နေရတဲ့အတိုင်းပေါ့နော် view ကတော်တော်ကောင်းလှတယ်ပေါ့နော်ဒါတော့ကျွန်တော်တောင်ရဲ့တဝက်လောက်ကိုရောက်သွားတဲ့နေရာလေးပေါ့နော်ဒီနေရာလေးကတော့ကျွန်တော်တော်တော်လေးကိုလှတဲ့နေရာတစ်ခုပေါ့နော်ဘာလို့ကျွန်တော်အခုမြင်နေရတဲ့အတိုင်းအဲ့လိုလှေထိုးပတ်တောင်ကူတဲ့လှေကားလေးနဲ့အပေါ်မှာအစင်စင်လေးနဲ့ဆိုတော့တော်တော်လေးတပုံဗီဒီယိုရိုက်လို့ကောင်းတဲ့နေရာတစ်ခုပေါ့နော်မော်လမြိုင်လူတော့တိတ်မရောက်ဘူးကြပါဘူးဒီနေရာလေးပေါ့နော်ကျွန်တော်ကတော့တဘောကြလို့တစ်နေ့ကိုအနည်းဆုံး2ခေါက်3ခေါက်တော့ရောက်ဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီတောင်လက်ချင်းဆိုရင်တော့တော်တော်များတော့ကျွန်တော်တို့ဒီဖန်အမတ်ကိုကီမီနဲ့ဘက်ကိုတွားနေပေါ့နော်ကျွန်တော်တို့မော်လမြိုင်ကနေဒီနေရာလာမယ်ဆိုရင်နိုင်ဝက်လောက်ပဲလာမယ်နေရာလေးပေါ့နော်နေရာတော့ကျွန်တော်စမှုစုံအကျော်ဘာဘူးကုန်းအကျော်ဖျက်ဒီတန်းအကျော်နားလေးပဲနော်ခေငူတောင် sorry ခေငူမရောက်ခင်ဘီနာလေးမှာရှိတဲ့နေရာလေးပါဒီခေငူတောင်ဆိုတာပေါ့နော်လမ်းညွန်လေးကိုတော့ကျွန်တော်တိတိကျကျလေးပြန်ညွှန်ပေးမယ်ပေါ့နော်ဒီနာလေးကိုဘယ်လိုဝင်ရလဲဆိုတဲ့လမ်းညွန်လေးပေါ့နော်ဒါကကျွန်တော်တောင်ပေါ်ရောက်လာပြီဆိုတော့ဒီလိုမျိုးကြောက်တောင်ကြားတွေကနေပေါ့နော်အရင်ကဘယ်လိုခေါ်မလဲစိတ်လှုပ်ရှားပွဲကောင်းလောက်တဲ့လမ်းလေးနဲ့ကျွန်တော်တို့တွားမှာပါဒီလိုမျိုးစွန်းစွန်းစားစိတ်လှုပ်ရှားပွဲကောင်းတဲ့နေရာကိုကြိုက်တဲ့လူဆိုရင်တော့တော်တော်လေးကိုတပေါ်ကြမယ်နေရာလေးပေါ့နော်ဒါကတော့ကျွန်တော်ဟိုဘက်ကူးတဲ့ဟာတွေပါဘေးမှာအကာရံမရှိပါဘူးပေါ့နော်ဘေးမှာအပင်နေပါတယ်နဲ့ပဲရှိတဲ့နေရာလေးပါတော်တော်လေးမိုက်တဲ့နေရာလေးပေါ့နော်တောင်တော့ကျွန်တော်ကြောက်တွေအပြင်းနဲ့ကြောက်တောင်ကြီးပေါ့နော်ကျွန်တော်အတက်ကတော့စင်ပြေပါတယ်ဒါပေမဲ့စင်ကြတော့နည်းနည်းမှတ်တော့ပေါ့နော်ကျွန်တော်နည်းနည်းလေးတတိထားပြီးစင်ရတယ်ပေါ့နော်ပေါ်တက်ရင်တော့ကျွန်တော်ရေတို့အတီးနှံတို့အဖြော်တို့ UI ပို့ကောင်းနေပါနော်ဘာကြောင့်ဆိုနည်းနည်းမောတဲ့အတွက်ပေါ့နော်တမ်းမဲ့အချိန်ကတော့ကျွန်တော်မနက်စောပိုင်းနဲ့ညနေပိုင်းလေးတိုင်ပို့ကောင်းပါတယ်ဘာကြောင့်ဆိုတော့ကြောက်တော့ဆိုတော့ပေါ့နော်နေအရန်ပူတဲ့အတွက်ပေါ့နေတဲ့အချိန်လေးရွေးပြီးတက်ကြပေါ့နော်ဒီနေရာလေးကလည်းနည်းနည်းမှတ်တဲ့နေရာလေးပါဒါတောင်ပေါ်ရောက်ခန်းကြီးလေးမှာနည်းနည်းလေးတတိထားပြီးတွားတဲ့နေရာတစ်ခုပေါ့နော်ဒီဘောကကြည့်မယ်ဆိုရင်တော့ view ကတော့အရန်ကိုလှတယ်ပေါ့နော်အခုဆိုရင်တော့ကျွန်တော်တို့တက်မဲ့ဒီဖျားရင်မြေုံရောက်ပါပြီပေါ့နော်